ကြတဲ့ဗျာအဖညီမသိပါတော်တီနောင်တော်တီနောင်တော်တီတီနောင်တော်တီနောင်တော်တီနောင်တော်တီတီနောင်ခါစီလိုကုန်းရုံရှာအလုပ်တွေကြိုးစားတာစီးပွားရေးများတိုးတက်လာဝန်တာလိုက်တာကြိုးစားတဲ့ဦးလေးခမသူ့ရဲ့မိန်းမဟောင်းနောက်မီးလုံးညာလင်းနာမတိရှာဘူးဗျာတော်တီနောင်တော်တီနောင်တော်တီတီနောင်တော်တီနောင်တော်တီနောင်တော်တီတီနောင်လောကမှာဩချရာဖြစ်ပြနေကြတာပြောမိတာခွင့်လွတ်ပါတောင်းပန်ပါတယ်ဗျာတော်တီနောင်တော်တီနောင်